Guerrilla marketing ရဲ့အဓိက point ကဘာလဲဆို creativity နဲ့လူတွေရဲ့ emotion ကိုဆွဲလှုပ်လိုက်တာကျွန်တော်ဒီစာအုပ်ထဲမှာလည်းအဓိကပြောထားတယ်လူတွေကဈေးဝယ်တယ်ဆိုတာစိတ်ခံစားချက်နဲ့ပဲဝယ်တာသူတို့စိတ်ထဲမှာတန်နေတယ်ကြိုက်နေတယ်ဆိုလို့ရှိရင်သူတို့ဈေးများတာတွေနည်းတာတွေသူတို့သိကြည့်မဆိုင်အားလုံးမင်္ဂလာပါစာရေးသူပြောတဲ့စာအုပ်ကြောင်းအစီအစဉ်နေပြီးတော့ပြန်လည်ကြိုဆိုပါရစေကျွန်တော်ဒီတစ်ပတ်မှာတော့မကြသေးခင်အသက်ထွက်ရှိထားတဲ့ထိထိရောက် marketing ဆိုတဲ့စာအုပ်နဲ့ပတ်သက်ပြီးတော့ပြောပြပေးသွားမှာဖြစ်ပါတယ်အဲ့အတွက်လည်းစာရေးသူဖြစ်တဲ့ဆရာအောင်ကိုကျွန်တော်တို့ဖိတ်ခေါ်ထားပါတယ်ဆရာမင်္ဂလာပါဗျဟုတ်ကဲ့ပါကိုမင်္ဂလာပါခင်ဗျဟုတ်ကဲ့ဆရာရဲ့စာအုပ်အသက်ထွက်တယ်လေထပ်အတွက်လည်း congratulation ပါဆရာဟုတ်ကဲ့ပါကျေးဇူးပါကိုဟုတ်ကဲ့ပါခင်ဗျဟုတ်ကဲ့ပါဆရာပထမဆုံးအနေနဲ့စာအုပ်မိတ်ဆက်လေးပေါ့ဆရာဒီစာအုပ်စပြီးတော့ဆရာရေးပြတဲ့အကြောင်းလေးနဲ့ကျွန်တော်တို့စပြီးတော့ဖိတ်ဆက်ပေးသေးတယ်ပါတယ်ဟုတ်ကဲ့ပါခင်ဗျအဲ့တော့ဒီစာအုပ်အကြောင်းကိုမပြောခင်ဆိုလို့ရှိရင်ကျွန်တော်အားလေးနည်းနည်းပြောရမှာပေါ့ကျွန်တော်ကစာရေးတဲ့ line က3 line ဖြစ်နေအောင်ပထမအဦးဆုံးဒီစာရေးတာကိုစဝင်လာတာကျွန်တော်အင်္ဂလိပ်စာနဲ့ပတ်သက်တဲ့စာရင်းနဲ့ဝင်လာတယ်အဲ့လိုဝင်လာပြီးတော့စာသင်ခန်းထဲမှာကျွန်တော်လူငယ်တွေကိုပြောချင်တဲ့စကားတွေရှိတော့ခုခေတ်စကားနဲ့ပြောရင် motivation ပေါ့နော်အဲ့လိုမျိုးလူငယ်တွေပြောချင်တဲ့စကားတွေကိုရှိတော့ကျွန်တော် online မှာတက်ရေးတယ်အဲ့လိုနဲ့ကျွန်တော်လူငယ်ရေးရနဲ့ပတ်သက်တဲ့စာအုပ်တွေရေးပြတယ်ပေါ့အဲ့လိုရေးပြနေရင်ကနေပြီးတော့မှကျွန်တော်ကိုယ်ပိုင်လုပ်ငန်းလေးစလုပ်ဖြစ်တယ်ပေါ့နော်ကိုယ်ပိုင်လုပ်ငန်းစလုပ်ဖြစ်တဲ့အချိန်မှာလည်းတွေ့ရတဲ့တွေ့ကြုံခက်ခဲတွေကအများကြီးပဲအဲ့အချိန်မှာကျွန်တော်ကိုလာမေးကြတယ်ဘာလို့လဲဆိုတော့ကျွန်တော်စလုပ်တဲ့2013ခုနှစ်ဆိုတဲ့အချိန်မှာကကိုယ်ပိုင်လုပ်ငန်းစလုပ်ကြတယ်ဆိုတာကနည်းနည်းရှားသေးတယ်လို့ပြောလို့ရတယ်ပေါ့နော်။ရာခိုင်နှုန်းတော်တော်လေးနည်းသေးတယ်2013ဆိုတဲ့အချိန်မှာဟုတ်။2013မှာကိုယ်ပိုင်လုပ်ငန်းလုပ်တယ်ဆိုတာတော်တော်လေးရှားသေးတော့လာမေးကြတယ်ပေါ့နော်။လာမေးကြတော့ကိုနားလဲတဲ့လောက်ကလေးပေါ့။ကိုနားလဲတဲ့လောက်ကလေးပြန်ပြောပြဖြစ်တယ်။အဲ့မှာဘာလို့ကျွန်တော်ကပြန်ပြီးတော့မျှဝေဖြစ်လဲဆိုလို့ရှိရင်အခုဆုံးမသွားပြီဖြစ်တဲ့ဒါကိုင်းစော်ကိုလည်းတည်တယ်။ဆရာဦးရဲမြင့်စုံတီထွင်ပေါ့နော်။ဒါသူရဲ့ကြောင့်ကျွန်တော်ကဘယ်လိုပြောမလဲစီးပွားရေးနဲ့ပတ်သက်ပြီးတော့ညံပွင့်သွားတယ်လို့ပြောရမှာပေါ့နော်အဲ့ဒီသူချမ်းဟုတ်မှလုပ်တဲ့ပွဲတစ်ပွဲမှာထင်တယ်အဲ့တော့ကကျွန်တော်တို့ MP3 ခစ်ဗျာ CD ခစ်နဲ့နားထောင်ရတာအဲ့ဒါလေးကိုနားထောင်ရတယ်သူကအဲ့ဒီ entrepreneurship တွေရဲ့ characteristic တွေအကြောင်းသူပြောတာအဲ့ဒါပြောပြတဲ့အချိန်မှာအဲ့တော့ business လုပ်တယ်ဆိုတော့ဒီလိုပါလားပေါ့နော်ထင်ရလုံးလို့မရဘူးဆိုတဲ့ concept တခုကိုကျွန်တော်အဲ့မှာညံပွင့်သွားတယ်ဟောအေးဟုတ်တယ်ဟာလို့အဲ့ဒါကျွန်တော်လေ့လာတယ်ပေါ့နော်ပြန်ပြီးတော့လေ့လာတဲ့စာရေးဖတ်တယ်ပါညာအဲ့လိုနဲ့ခုနစကားကိုပြန်ကောက်ရင်ကျွန်တော်စာလေးတွေအဲ့ဒီစီးပွားရေးနဲ့ပတ်သက်တဲ့စာလေးတွေ online မှာပြန်ပြီးတော့ sharing လုပ်ဖြစ်တယ်ပေါ့ sharing လုပ်ဖြစ်တာတွေနောက်ဒါကိုင်းဆိုရဲအဲ့ဒါလုပ်တယ်အဲ့မှာကျွန်တော်လာစီရေးဖြစ်တယ်အဲ့လိုရေးပြရင်လည်းဒါကျွန်တော်ဒီစီးပွားရေးနဲ့ပတ်သက်တဲ့စာအလိုင်းကိုတစ်ခါရောက်လာပြန်တယ်ပေါ့နော်ပထမတစ်ဆင့်ကတော့အင်္ဂလိပ်စာဒုတိယတစ်ဆင့်ကကျတော့လူငယ်တွေကြာအခုစီးပွားရေးအဲ့လိုနဲ့ဒီကိုပိုင်စီးပွားရေးစာအုပ်ထွက်တယ်ဒါတော်တော်လေးလဲအားပေးကြတယ်နောက်တော့ဝယ်သူပြောဆိုတာထွက်တယ်တော်တော်အားပေးကြဆိုတော့စီးပွားရေးနဲ့ပတ်သက်တဲ့စာပေမှာလည်းကျွန်တော်ကိုအတိုင်းအတာတခုဒီလက်ခံတယ်လို့ဘယ်လိုပြောရမလဲကျေးဇူးတင်တယ်ပေါ့နော်စာဖတ်တဲ့လူတွေအတန်းနဲ့ဟုတ်ကဲ့ဆရာဟုတ်အဲ့ဒီမှာကိုရင်းကလည်းပြောတယ်ကိုဆရာလုပ်ပါဦးတအုပ်လောက်နော်ရေးပါဆိုအဲ့ဒါကျွန်တော်ဘာကြီးရမလဲစဉ်းစားတာပေါ့နော်ဘာကြီးရမလဲစဉ်းစားတဲ့အခါကျွန်တော်အဓိကကျွန်တော်နားလေတာပေါ့နော်နားလေတာကစီးပွားရေးနဲ့ပတ်သက်တာနားလေပြီးတော့ marketing နဲ့ပတ်သက်တာကျွန်တော်နားလေအဲ့တော့ marketing ကိုကျွန်တော် idea ရလာတယ်ပေါ့နော်ခင်ဟာဒါဆိုရင်တော့ marketing အကြောင်းပဲရေးမယ်ဆိုပြီးတော့ဒီ marketing အကြောင်းကိုရေးမယ်လို့ပြောတဲ့အခါမှာဟုတ်marketing ကအရန်ကျဲပြန်တယ်ဗျာရဲကြည့်ပြတည်ရမလားသမုတ်တရားလောက်ကျဲတယ်အဲ့လောက်ကျဲတဲ့ဟာကြီးကိုဘယ်ဘိုင်းကိုထုတ်ပြီးတော့ရေးရမလဲစဉ်းစားတဲ့အခါကျွန်တော်ဒီစာအုပ်မှာကျွန်တော် strategy ဘိုင်းကိုအဓိကထုတ်ရေးတာပေါ့ strategy ဘိုင်းကိုရေးတဲ့အခါများသောအားဖြင့်တချို့ strategy တွေကကြာဦးနာဝတွေလောက်ပဲရှိတယ်ဘာတွေမှမသိဘူးပေါ့နော်နည်းနည်းပါးတော့ကြားဘူးဥပမာအရင်အတုံးများနေတယ်အခုဆိုထားပါတော့ content marketing လို့ပါတော့ဆိုတာနည်းနည်းကြာဦးနာဝများလာပြီပေါ့နော်တော်လေးများလာပြီဒါပေမဲ့ချို့သော marketing တွေကြတော့အထူးသဖြင့် SME တွေအတွက်နည်းနည်းအလန်းဝေးရပေါ့နော်ထားပါတော့ corporate ကလူတွေကတော့သိတာပေါ့လေဒါပေမဲ့ SME တွေကြောင့်အလန်းဝေးရအဲ့ဆိုတော့ငါ SME တွေသုံးလို့ရတဲ့ strategy တွေပေါ့နော် effective လည်းဖြစ်မယ်ပြီးတော့ budget လည်းနည်းနိုင်တယ်များနည်းမယ်ပြီးတော့စာဖတ်ရုံမဟုတ်ဘဲနဲ့တကယ် apply လုပ်လို့ရမယ်ငါဒီ strategy လေးတွေကိုစုစည်းပြီးတော့ကိုယ်တိုင်လည်းတချို့ဟာတွေသုံးမှုရမယ်ပေါ့နော်တချို့ဟာတွေကြတော့ကိုမသုံးဘူးရင်တော့ပြည်တွင်းမှာသုံးပြီးတော့အောင်မြင်နေတဲ့လုပ်ငန်းတွေလည်းရှိပြီပေါ့များသောအားဖြင့်ကျွန်တော်တို့က example တွေပေးကြတဲ့အခါ Apple တို့ Google တို့ဆိုတာဗျာကျွန်တော်တို့ like မမီတဲ့ level ဖြစ်နေဒါပေမဲ့ marketing strategy တွေအကြောင်းပြောရင်တော့နိုင်ငံတကာ company တွေထည့်မပြောလို့တော့မရဘူးဒါပေမဲ့အတက်နိုင်ဆုံးတော့ကျွန်တော် local တွေကိုအဓိက focus လုပ်တယ်ပေါ့နော်အဲ့ဒါနဲ့ကျွန်တော်ဒီ marketing strategy တွေအကြောင်းကိုအဓိက UTP ရေးပြသွားတာပါဗျဟုတ်ကဲ့ပါဆိုတော့ဒီစာအုပ်မှာကျွန်တော်တို့ဘာအကြောင်းတွေဖတ်ရမလဲပေါ့ဒီ marketing strategy အကြောင်းတော့ဖတ်ရမယ်ဒါပေမဲ့ကျွန်တော်တို့ဒီစာအုပ်ရဲ့အနှစ်ချုပ်ကလေးပေါ့ဆရာနည်းနည်းလေးရှုံလုံးပေါ့ဆရာစာအုပ်ကဒီစာအုပ်မှာပေါ့နော်ဒီ
စာအုပ်ကြောင်းပြန်ပြောမယ်ဆိုမာတိကာပြန်ပြောရမှာပေါ့နော်ကျွန်တော်၄ပိုင်းခွဲထားတာပေါ့၄ပိုင်းခွဲတာပထမတစ်ပိုင်းကကျွန်တော် digital marketing ပိုင်းdigital marketing လို့ပြောတဲ့နေရာမှာလေ digital marketing ကအရန်ကျယ်တယ်ဥပမာကျွန်တော် SME တွေနဲ့မကိုက်ညီတဲ့ SEO marketing လို့ပါလို့ဆိုကျွန်တော်ဒီထဲမှာထည့်ပြောမထားဘူးပေါ့နော် SME တွေနဲ့တကယ်ကိုက်ညီတဲ့ Facebook တို့ TikTok တို့ဒီလိုမျိုးပိုင်းတွေပါမယ်ပေါ့နော် digital marketing ပတ်သက်တဲ့ပိုင်းတွေပါမယ်နောက်တစ်ခုကကျွန်တော် hybrid ပေါ့ online နဲ့ offline နဲ့တွဲပြီးတော့ link လုပ်ပြီးတော့လုပ်လို့ရတာအခုနောက်ပိုင်းဆိုလို့ရှိရင်မြေပြင်ကလုပ်ငန်းတွေကလည်း online ပေါ်တက်လာကြတယ်တချို့ကကြောက်လဲ online ကလုပ်ငန်းတွေကလည်း online မှာအခြေခိုင်လာတဲ့အခါမြေပြင်မှာစိုင်ဖွင့်လာကြတယ်အဲ့တော့အဲ့မှာဘာသွားတွေ့လဲဆိုရင် online ကလူတွေကမြေပြင်ရောက်ရင် offline marketing မလုပ်တော့ဘူးမြေပြင်ကလူတွေက online တက်ရင် online marketing မလုပ်တော့သူတို့ကိုဝေးတဲ့ကိုတော့သွားနေမှန်နေဟိုဘက်ဒီဘက်ကူးတဲ့အချိန်မှာသူတို့ဒီတစ်ဖက်ရဲ့ဒါတော့တစ်ဖက်ဘာမပြောအကုန်လုံးတော့မဟုတ်ဘူးပေါ့နော်နှစ်ဖက်လုံးကိုကျွမ်းကျင်တဲ့လူတွေလည်းရှိပါဒါပေမဲ့အချို့သောလုပ်ငန်းရှင်တွေမှာတွေ့ရတာပေါ့ဘာလို့ကျွန်တော်က SME တွေကိုလည်းဒီ consultation လည်းပြီးတဲ့အခါကျတော့ဒါမျိုးလေးတွေ့ရတာပေါ့နော်တွေ့ရတော့ okay အဲ့ဒါဆိုလို့ရှိရင်တော့ဒီနှစ်ဖက်သုံးလို့ရမယ် online နဲ့ offline နဲ့ hybrid တွဲသုံးလို့ရမယ်နည်းစနစ်တွေပေါ့နော်ကျွန်တော်ဒီကြောင်းထည့်ထားတယ်နောက်တစ်ခုကကျတော့အင်္ဂလိပ်လိုပြောရတော့ customer centric ပေါ့နော်ဗမာလိုပြောရတော့ဝယ်သူတွေကိုအဓိကထားတယ်ကိုယ့်ရဲ့ customer ကိုအဓိက focus ထားပြီးလုပ်တဲ့ marketing မျိုးတွေပါ loyalty marketing လို့မျိုးဟာမျိုးတွေပေါ့နော်ဒါတွေကကျတော့ offline မှာအကုန်ကျစိတ်လည်းနည်းတယ်ကိုယ့်ရဲ့ customer တွေကိုလည်းတစ်သက်လုံးထိန်းထားနိုင်တယ်ပေါ့နော်တစ်သက်လုံးမဟုတ်ရင်တော့မှအချိန်ကြာနိုင်နေမြကြာပေါ့ဒီခေတ်ကြီးမှာတစ်သက်လုံးဆိုတဲ့စကားကလည်းနည်းတော့ကြီးတယ်ဗျာကြာနိုင်နေမြကြာထိန်းထားနိုင်ပေါ့နောက်တစ်ခုကကျတော့ဒီတကယ် effective ဖြစ်မဲ့gorilla marketing လို့လိုမျိုးပေါ့နော်တကယ် effective ဖြစ်မဲ့အရင်ကြီး SME တွေနဲ့လည်းအကျွမ်းမဝင်သေးတဲ့အပိုင်းတစ်ပိုင်းပေါ့နော်အဲ့လိုမျိုးကျွန်တော်၄ပိုင်းခွဲပြီးတော့ရေးထားပါတယ်ဗျဟုတ်ကဲ့ပါဆရာကျေးဇူးပါဆရာဆိုတော့ဒီထက်မှဆရာခုနပြောတဲ့ထက်မှပါတယ်ဒီ quarterly marketing ပေါ့နော်ကျွန်တော်လည်းစိတ်ဝင်စားရတယ်နောက်ပရိသတ်လည်းစိတ်ဝင်စားမှထင်တယ်အဓိကတော့ဒီအံ့ဩတော့အောင်ကျွန်တော်တို့ဒီ consumer customer ကိုကျွန်တော်ဟင်ကနေဟာကလေးဖြစ်တော့လှုပ်ပေးနိုင်တဲ့ဒီ marketing ပေါ့နော်ဒီကြောင်းနဲ့ပတ်သက်လို့လည်းဆရာကျွန်တော်အဲ့ဒီ quarterly marketing ကကျွန်တော်တို့မြန်မာပြည်မှာတချို့ဆရာတွေပြောကြတာလည်းရှိတယ်သင်တန်းတချို့ပေးကြတာရှိတယ်ဒါပေမဲ့လူသိလည်းနည်းနည်းနှဲသေးတယ်ဆိုတော့ဒီကြောင်းကိုလည်းဆရာစာအုပ်ထဲမှာပြောထားတယ်ဆိုတော့ဒါလေးကိုလည်းဆရာမိတ်ဆက်ကလေးဝေမျှပေးပါအဓိကကတော့ဗျာဘယ်လိုလဲဆိုလို့ရှိရင်ဒီဟာကလုံနိုင်တော့ effective ဖြစ်တယ်ဉာဏ်ကွန်မြူရင်ကွန်မြူနိုင်တော့ effective ဖြစ်တယ်ဒါပေမဲ့မြန်မာပြည်မှာတိတ်မပေါက်သေးဘူးပေါ့နော်အရင်လည်းဘယ်လိုပြောမလဲမသုံးညသေးဘူးဒါပေမဲ့တချို့ကျတော့သုံးမယ်ဒါပေမဲ့အဲ့ဒီဟာရဲ့လို့မသိတာပေါ့ဗျာဥပမာကျွန်တော်တို့ဆိုလို့ရှိရင်လည်းဟိုငါးတွင်းနဲ့စားတွင်းနဲ့မချိတ်မိတာပေါ့ကိုလုပ်ခဲ့တော့မှတချို့ပါလေးဥပမာ content marketing ဆိုရင်ကျွန်တော်လုပ်ခဲ့တဲ့အလုပ်ပဲဗျာဒါပေမဲ့အဲ့ဒါကိုကျွန်တော် content marketing မသိဘူးပြောချင်တာအဲ့လိုမျိုးပေါ့တချို့ကနာမည်နဲ့အလုပ်နဲ့တွဲပြီးမသိတာမျိုးလေးတွေရှိတယ်gorilla marketing ရဲ့အဓိက point ကဘာလဲဆို creativity နဲ့လူတွေရဲ့ emotion ကိုဆွဲလှုပ်လိုက်တာကျွန်တော်ဒီစာအုပ်ထဲမှာလည်းအဓိကပြောထားတယ်လူတွေကဈေးဝယ်တယ်ဆိုတာစိတ်ခံစားချက်နဲ့ပဲဝယ်တာဟိုသူတို့စိတ်ထဲမှာတန်နေတယ်ကြိုက်နေတယ်ဆိုလို့ရှိရင်သူတို့ဈေးများတာတွေနည်းတာတွေသူတို့သိဂရုမစိုက်ဘူးသူတို့ budget ကိုလည်းဂရုမစိုက်ဘူးဒါအပွင့်လုံးပြောတာတကယ်တော့ဂရုစိုက်တယ်လို့သာထင်တာသူတို့တကားလိုချင်နေပြီတအားကြိုက်နေပြီဆိုလို့ရှိရင်ဗျာ budget လည်းတောင်းတာမကြည့်မကြိုက်ရင်တော့သူတို့ကြည့်တယ်ဗျာမကြိုက်ရင်တော့ဟောဈေးများဟောဖြစ်တဲ့တရားဖြစ်တယ်တကယ်ကြိုက်နေအဲ့ဒါလကားဈေးများတယ်ခါဆိုအဲ့ဒါလကားပဲသူတို့ရအောင်ကြမ်းဖက်ပြီးတော့လုပ်တယ်ဝယ်တာပဲပေါ့နော်အဲ့တော့အဲ့လိုမျိုးဒီ gorilla marketing မှာကျတော့လူတွေရဲ့ emotion ကိုခုနပြောလိုက်တဲ့ creativity နဲ့ဆွဲဆောင်တာပေါ့ဥပမာတစ်ခုဗျာအကိုကထားပါတော့ပို့ပြီးတော့မျက်စိထဲမှာမြင်တာအောင်ပြောမှဆိုလို့ရှိရင်အကိုကလက်ဖိတ်ဆိုင်ထိုင်နေရပေါ့လက်ဖိတ်ဆိုင်ထိုင်နေတဲ့အချိန်မှာထားပါတော့အခုလာအောက်တိုဘောလာပေါ့နော်အကိုကလည်းအောက်တိုဘာလမွေးမယ်ပေါ့နော်အောက်တိုဘာလမွေးမယ်ပေါ့အဲ့ချိန်မှာဇပွဲတိုးလေးတွေကလာပြီးတော့မေးတယ်ပေါ့အခု bad date မမေးဘူး date အတိအကျမမေးဘူးday မေးဟိုမက်မမေးမယ်အကိုရဲ့မွေးလာလေးကဘာလာလဲသိခွင့်ရမလားအောက်တိုဘာဆို okay အဲ့ချိန်မှာတုံးဆိုရင်ရုတ်တရက်ပေါ့နော် bad date ကြီးနဲ့ပေါ်လာပြီးတော့အောက်တိုဘာဘုံနဲ့အားလုံးဒီအလဲခုံလေးကို9မိနစ်လောက်ကြွပြီးလို့ရမလားခင်ဗျာပေါ့နော်ဆိုတော့9မိနစ်လောက်ကြွပြီးလို့ရမလားရတယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီအော်တိုဘာဘုံလေးကိုကွန်ပျူတာနဲ့အနေနဲ့အမှထားပါတော့ signature menu လက်ဖေးတိုင်းဆိုလက်ဖေးတိုင်းစီလုံးလေးတစ်ခွက်စီပေါ့ဗျာပြီးတော့ဒီ battery လေးခွဲပေးတယ်ပေါ့ဘုံလို့တက်ပေါ်ရတယ်အဲ့တော့တချို့ဘဝမှာအခုချိန်ဒီ battery မခွဲဘူးတဲ့လူရှိတယ် okay public ကိုတော့ introvert ဖြစ်တဲ့လူ public မကြိုက်တဲ့လူကတော့အဲ့ဝိုင်းမလာဘူးဗျာရတယ်တိတ်တမရှိဘူးညီလေးကွက်ကိုလို့အကုန်မလာတော့ဘူးပေါ့နော်ဒါပေမဲ့သဘောကျတဲ့လူကြောင့်အဲ့ဝိုင်းဝင် join မှာပေါ့ဝင် join လိုက်ပြီဆိုတော့ဘာဖြစ်သွားလဲတော့အမှတ်တရဖြစ်သွားတယ်ငါအိမ်ကတော့တော်တော်လုံးငါ့ကို battery မခွဲပေးဘူးပေါ့နော်ဒီဆိုင်ကိုလာမှပဲဒီလထဲမှာငါမွေးနေ့ရှိတာကိုသူတို့လုပ်ပြဒါကဒီဆိုင်ကိုဆက်ပြီးတော့ဘာဖြစ်သွားစေချင်လဲသွားကျင်သွားဟာမဟုတ်ကိုလူကကိုဂယုစိုက်တယ်ဆိုကြိုက်ကိုကြိုက်တယ်ဟုတ်တယ်တားပေါ်စီကျွန်တော်တို့တနေရာသွားရင်တကားလာဖွင့်ပေးတယ်ဆိုတဲ့ဟာမျိုးတွေထီးမိုးပေးတယ်ဆိုတဲ့ဟာမျိုးတွေဘန်လို့ပါတော့မဟုတ်ဘူးတကားလောက်ထားတာမဟုတ်လူတွေကကိုဂယုစိုက်ရင်ကြိုက်တာစိုက်တာဟုတ်တယ်ဒီ gorilla marketing ဆိုတာအဲ့လိုပေါ့ creativity နဲ့ပေါင်းပြီးတော့လုပ်လို့ရတဲ့ဟာတွေတော့အများကြီးရှိတယ်ပေါ့နောက်ဥပမာတစ်ခုပြောအဲ့ဒါဆိုကိုကဒီလက်ပြည့်ဆိုင်မှာဘယ်လိုပြောမလဲတောက်လိုက်ရတဲ့အရာလာတယ်ဒီခံစားလိုက်ရတဲ့
ရုပ်တရက်ခံစားမှုပေါ့နော်အခုခေတ်စကားနဲ့ surprise ပေါ့နော်အဲ့တေးကြရဗျာတေးကြပေါ့အဲ့ဒါ Facebook ကသူဓာတ်ပုံရပြီးတင်မှာပဲအိမ်ကမိမတော့ငါ့ကို surprise လုပ်ပြီးဘာဖြစ်တယ်ဒီဆိုင်က surprise လုပ်ပြီးသွားတယ်ဘာဖြစ်တယ်အရန် mic တွေပေါ့အဲ့ event တစ်ခုကအရန်ကိုဘာဖြစ်သွားမလဲ viral marketing နဲ့ပါဆက်သွားတယ် line မှာဖြစ်သွားမှာဟုတ် viral marketing နဲ့ပါဆက်သွားအဲ့တော့ gorilla marketing ကအကုန်ကြအဲ့လောက်မများဘူးဗျာကိတ်တလုံးခုနပြောလို့ဘယ်နှတောင်းဖြစ်မလဲအဲ့ဒီ wine မှာကျွန်တော်တို့အဲ့ဒီအချိန်ပိုင်းတစ်ခုပေါ့နော်ဆိုကြပါစို့တနေ့လုံးတော့ကျွန်တော်တို့မလုပ်နိုင်ဘူးပေါ့အနည်းဆုံးတော့မရှိဘူးဆိုရင်ဗျာအဲ့ဒီမှာလာတောက်တယ်ဆိုတော့3ယောက်က5ယောက်ကတော့ရှိမှာပဲ3ယောက်က5ယောက်ကတော့ရှိမှာအဲ့တော့3ယောက်5ယောက်ရှိမယ်ဆိုလို့ရှိရင်ဒီ3 4 5ယောက်ထဲနဲ့ပြီးသွားတာမဟုတ်ဒီမှာလာတောက်တဲ့လူတွေအားလုံးရဲ့ attention ကဘာဖြစ်သွားလဲရသွားတယ်ဟာဒီဆိုင်က mic တွေဟာပေါ့နော် customer တွေအရင်ဘာဖြစ်တယ်ညာဖြစ်တယ်ပေါ့နော်အခုနောက်ပိုင်းအဲ့လိုမျိုးတွေကဘာတွေမှလည်းလုပ်တယ်လို့ကျွန်တော် social media တွေမှာတော့တွေ့ရပေါ့နော်ကျွန်တော်ကတော့မရောက်တာတော့ကြာပြီဆိုတော့အဲ့ဒါမှတော့နည်းနည်းလေးပုံစံတော့မတူဘူးတချို့ customer လေးတွေကတိတ်သဘောကျအောင်များဘူးသူတို့ပြောပုံရတော့ live မှာတင်တယ်အဲ့လိုပေါ့နော်ကိုကသွားအနားယူပါဆိုမှသူတို့ကြီးပဲမွေးနေ့ဆူတောင်းပေးနေရတယ်ဆိုတဲ့ပုံစံမျိုးအဲ့ဒါကြတော့ကျွန်တော်လည်းအတိအကျမသိဘူးဗျာပြောချင်တာအဲ့နေရာမရောက်တော့ကျွန်တော်ပြောချင်တာကသူတို့လုပ်တဲ့ပုံစံကဒီနေ့မှ4ယောက်ရှိတယ်ဆို4ယောက်ပွဲလုပ်တာကိုကျန်တဲ့လူတွေကပါ happy birthday ဆိုပြရတဲ့ပုံစံမျိုးလာတော့မသိဘူးဒါဆိုရင်ဒီ feedback ကို customer feedback ကိုနားထောင်အောင်ပါပေါ့နော်ပြောချင်တာကဗလီလုတ်ပေးခံရတဲ့လူကသဘောကျပေမဲ့လုတ်ပေးနေရတဲ့လူတွေကသဘောမကျတာမျိုးဖြစ်နိုင်တယ်ပေါ့နော်အဲ့ဒါခုနကကျွန်တော်ပြောတဲ့ gorilla marketing မှာကျတော့အဲ့ဒီလူတွေကိုတွားပြီးတော့အာသာလူတွေကိုတွားပြီးတော့အနွိုင်းမဖြစ်စေဘူးကွာတလားအာသာလူတွေကအနွိုင်းမဖြစ်စေဘူးဒီလူတွေကိုပဲကျွန်တော်တို့က special event လုပ်ပေးလိုက်တယ်ကျန်တဲ့လူတွေကလာပြီးတော့ happy birthday ဆုတောင်းပေးစရာမလိုဘူးကျွန်တော်တို့ဆိုင်ကပဲဝန်ထမ်းတွေပဲဖြစ်တယ်ကျွန်တော်တို့ကပဲသူတို့ကို appreciate လုပ်ပေးလိုက်တဲ့သဘောမျိုးပေါ့နော်အဲ့ခါကျတော့ဟိုဘက်ကလူတွေကစိတ်ဝင်စားရင်ဝင် join လိုက်မယ်စိတ်ဝင်စားရင်ဝင်မ join ဘူးသူတို့ရဲ့ freedom ပေါ့နော်ဒါအဲ့လိုမျိုးဆိုရင်အဲ့လိုမဟုတ်ဘဲနဲ့ကျန်တဲ့လူတွေပါအားလုံးလာပြီးတော့ချီးမြှောက်ပေးကြပါအောင်ဘာညာဆိုတချို့တွေကလူနဲ့တိတ်ပြီးတော့ဘယ်လိုပြောမလဲအရင် communicate မလုပ်ချင်တဲ့လူတွေတကြောင်ဒါကအနွိုင်းဖြစ်စေရပေါ့နော်အဲ့ဒီအပိုင်းလေးမှာတစ်ချက်သတိထားရမယ် customer တော့ကျွန်တော်တို့သတိထားရတယ်ပေါ့နော်ကိုတို့လုပ်ချင်တဲ့ပုံစံကိုပဲဆွတ်လို့တော့မရဘူးပေါ့ဒါလေးတော့နည်းနည်းလေးသတိထားပါပေါ့ကျန်တာကတော့ကိစ္စမရှိပါဘူးဟုတ်ကဲ့ကျေးဇူးပါဆရာဆိုတော့ဒီဆရာစာအုပ်ကလည်းကျွန်တော်တို့ဒီ SME တွေအဓိက target ထားတဲ့စာအုပ်ဖြစ်နေတယ်ပေါ့နော်ကျွန်တော်တို့ဒီလုပ်ငန်းငယ်တွေမှာအဓိကအဖြစ်တော့ကျွန်တော်တို့ marketing လုပ်တဲ့အခါမှာကုန်ကျစရိတ်နည်းနည်းနဲ့ကျွန်တော်တို့ထိရောက်တဲ့ဟာမျိုးလိုချင်ကြတာလိုချင်ရတယ်ဆိုတော့ဒီ marketing budget နည်းနည်းနဲ့ကျွန်တော်တို့အထိရောက်ဆုံး result ရအောင်ပေါ့နော်ကျွန်တော်တို့ဘယ်လိုလုပ်လို့ရမလဲအဲ့လိုနည်းလမ်းတစ်ခုဆိုရင်ဆရာအကြိုက်ဆုံးနည်းလမ်းတစ်ခုဆိုဘာမှမဖြစ်မလားဆရာဒီနေ့ခေတ်နဲ့အကိုင်းညီဆုံးကတော့ content marketing ပဲဘတ်ဂျက်လည်းနည်းထိရောက်မှုလည်းများမယ်အဲ့တော့ content marketing ကဒီနေ့ခေတ်မှာထိရောက်မှုအများဆုံးပဲကျွန်တော်ကိုယ်တိုင်လည်း content marketing ကြောင့်ပဲသင်တန်းဖြစ်လာတာဗျာဆိုတော့လုပ်ငန်းတွေဖြစ်လာတာပေါ့နောက်ထပ်ကျွန်တော်သင်တန်းမဟုတ်တော့အခြားသောလုပ်ငန်းတွေလုပ်တဲ့အချိန်မှာလည်းကျွန်တော် content marketing ကိုပဲသုံးတယ်ဆိုတော့ဒီနေ့ခေတ်မှာ social media မှာအတိုင်းအတာတစ်ခုထိလူသိများလာပြီဆိုလို့ရှိရင်ဘာပဲပြောဘာလို့ပဲလုပ်လို့ပေါ့နော်ဘယ်လိုပြောရမလဲနည်းနည်းတော့ပို့ပြီးတော့marketing ရဲ့ပထမဆုံးအဆင့်ကသိတာကိုလူတွေသိအောင်လုပ်ရတာကိုပထမတစ်ဆင့်ကသိတာသိတဲ့အဆင့်မှာလည်း content marketing ကလူတွေသိဖို့အဆင့်တော်တော်လေးထောက်ကူပြုပေးနိုင်တယ်ပေါ့နော်။ marketing ကိုကျွန်တော်အမြဲတမ်းပြန်ချုပ်တဲ့စကားရှိရပေါ့နော်။သိကြိုက်မေးဝယ်ညွှန်းပေါ့။သိကြိုက်မေးဝယ်ညွှန်း။အဲ့တော့လူတွေသိဖို့လူတွေကြိုက်ဖို့ပေါ့နော်။အဲ့ဒါက content marketing တွေကောင်းကောင်းလုပ်လို့ရတယ်။ထားပါတော့ Facebook ပဲဖြစ်ဖြစ် TikTok ပဲဖြစ်ဖြစ်ကိုကဘာရောင်းနေလဲ။ထားပါတော့ကျွန်တော်ဒီ polo shirt တွေရောင်းနေပေါ့။ဆို polo shirt တွေရောင်းနေဆိုလို့ရှိရင် polo shirt တွေကအများကြီးရှိတယ်။ဒီ polo shirt ရဲ့တမိုင်းအစားပြီးကျွန်တော်တို့ပြောလို့ရတယ်။ polo shirt ကဘယ်လိုဖြစ်လာတယ်ဘယ်လိုအနေထားတွေမှာဝတ်ကြတယ်ဘယ်လိုပုံစံတွေမှာဝတ်တယ်ပြီးတော့အသားတွေဆိုဘယ်လိုအသားတွေရှိတယ်ဘယ်လို outfit တွေနဲ့ like တယ်ဘယ်လိုသွားတဲ့အချိန်တွေမှာဝတ်လို့ရတယ်အစရှိသဖြင့်ဒီပြီးတော့တခါအယောင်တွေနဲ့ပြောလို့ရတယ်ဗျာဘယ်လိုကာလာတွေမှာဆိုဘယ်လိုအယောင်တွေဝတ်တင်တယ်အများကြီးပဲဒီ customer ကိုကျွန်တော်တို့အများကြီးပဲပြောလို့ရတယ်ဒီ share အင်ကြီးအကြောင်းကိုကျွန်တော်တို့အများကြီးပဲပြောလို့ရတယ် brand အနေနဲ့ပြောလို့ရတယ်အဲ့တော့ဒါဆိုရင် customer ကစဉ်းစားတယ်ဒီအင်ကြီးရောင်းနေတဲ့လူကဟောဒီအင်ကြီးတွေအကြောင်းသူကောင်းကောင်းသိပါလားဆိုတော့trust ကို content marketing ကနေရနိုင်တယ်ကျွန်တော်အခုစီးပွားရေးနဲ့ပတ်သက်တဲ့စာတွေ online မှာလည်းရေးတယ်ဗီဒီယိုတွေလည်းရိုက်တယ်အဲ့တော့သူရေးတဲ့စာအုပ်တွေဖတ်ဖို့သူဒီအကြောင်းတွေသိတာပဲဆိုတာကိုသူတို့ trust နေနဲ့မြင်နေရတာအဲ့တော့ content marketing ကတော့တော်တော်လေးကိုထိရောက်မှုလည်းရှိတယ်ကုန်ကျစရိတ်သက်သာတယ်ကုန်ကျစရိတ်သက်သာရဆိုတာဘာမှမလုပ်ဒီနေ့ခေတ်ကြီးမှာဖုန်းတစ်လုံးပဲလိုတယ်ဖုန်းတစ်လုံးပဲရှိရင်ဗီဒီယိုပဲရိုက်ရစာပဲရေးပါဖြစ်နေပြီလေရနေပြီဆိုတော့အဲ့ဒါကတော့ကျွန်တော်ကတော့အရင်အားပေးပါတယ်ဟုတ်ကဲ့ဆိုတော့ဒါတော့ကျွန်တော်တို့ဒီစာအုပ်နဲ့ပတ်သက်လို့မိတ်ဆက်လဲဆရာအထိုက်တော့ပြောပြတော့ကျွန်တော်တို့ခမန်းချက်ကလေးတစ်ခုပေါ့ဆရာကျွန်တော်တို့ဒီလာမယ့်နှစ်2026မှာကျွန်တော် marketing နဲ့ပတ်သက်လို့သတိထားသင့်စရာတွေနောက်တချို့ဒီ trend ပြောင်းလဲတွေဘာတွေဖြစ်နိုင်လဲဆရာ2026ကိုပြောရင်ကဘာမှာတော့ 5.0 6.0 တွေဖြစ်ကုန်ပြီပေါ့နော်ဒါပေမဲ့မြန်မာပြည်အနေနဲ့ပဲပြောရမယ်ဆိုရင်တော့
အဓိကအရေးကြီးလာတာဘာဖြစ်မလဲဆိုရင်ကမ္ဘာမှာတော့ငကိုတွေကအရေးကြီးပြီလားမြန်မာပြည်မှာထပ်ပြီးတော့သတိထားလာမှာ data ဘိုင်းပေါ့နော်ကျွန်တော်တို့ SME တွေရဲ့အဓိကအားနည်းချက်က data မစုနိုင် customer data မရှိဘူး customer data မရှိတော့ marketing လုပ်တော့မယ့်အချိန်မှာတချို့ထားပါတော့ကျွန်တော်တို့ personalized marketing လုပ်မယ့်ဟာမျိုးတွေမှာကျွန်တော် customer ရဲ့ data တွေကမရှိဘူးအဲ့တော့ဒီစာအုပ်ထဲမှာဆိုလို့ရှိရင်ကျွန်တော် data ဘိုင်းကိုထည့်ပြောထားတယ်ပေါ့နော်အဲ့တော့ marketing လုပ်ဖို့ဆိုရင် data လုံးဝလိုတယ်အဲ့တော့ data တွေကိုတတ်နိုင်တဲ့စုပါပေါ့နော်အဲ့ဒါတစ်ချက်နောက်တစ်ခုကကျတော့မဖြစ်မနေပါလာမှာ AI ပါလာမှာ AI ပါလာတော့ AI ကအရန်ကိုထားပါတော့ content တစ်ပုဒ်ရေးတယ် AI ကိုရေးခိုင်းလို့ပြောတာမဟုတ် content တစ်ပုဒ်ရေးတယ်ကိုဒီကြောင်းရေးခြင်းတယ်ဒီကြောင်းနဲ့ပတ်သက်ပြီးတော့ဒီအချက်လက်တွေလိုချင်တယ်အဲ့ဒါဆိုရင်ကျွန်တော်တို့ကအရင်တော့ Google ကိုခောက်ပြီးတော့ reference တစ်ခုချင်းကိုလိုက်ပြီးတော့မလုပ်ရလဲဆွဲထုတ်ရတယ်ဒါမှမဟုတ်စာအုပ်တွေ4-50ဖတ်ပြီးတော့ဟိုစာအုပ်ကဒီစာအုပ်ကကိုပေါ့နော်ကိုရဲ့ဒီဟာကိုတေချာအောင်ပေါ့နော်ကိုရဲ့ဟာကိုတေချာအောင်အတွက်ကျွန်တော်တို့က reference ကိုကားဖို့အတွက်အများကြီးအချိန်တစ်ခုပေးရတယ်ကွာတလားအခုခေတ်ကအရန်မြန်သွား AI နဲ့မှဒုံးဆိုသူ့ကိုဒီချက်တွေလိုချင်တယ်ပြီးတော့မှဒီချက်တွေကိုလိုချင်တယ်မျိုးဒီချက်တွေကိုမင်းဘယ်နေရာကနေ reference ထားလဲငါ့ကိုတစ်ခါတည်းဆွဲထုတ်ပေးတွားပြီးတော့ရှူဆောင်လို့မလုပ်နဲ့ဘောလို့အဲ့လိုမျိုးတစ်ခါတည်းပြီးတော့ reference ထားလဲဆွဲထုတ်အဲ့တော့နံပါတ်1ကတော့ကျွန်တော်တို့ data နံပါတ်2ကတော့ AI ပေါ့နော် AI ဒီကျွန်တော်တို့ကိုအရန်ကိုတက်တာစေတယ်အရန်ကိုတက်တာအင်တာနက်လိုပဲပေါ့ကျွန်တော်အင်တာနက်ပေါ်လာတဲ့အခါမှာလုပ်ငန်းတွေကကျွန်တော်အရန်ကိုမြန်ဆန်လာတယ်အရင်တော့ကတနိုင်ငံလုံးကိုပတ်ဖို့ဆိုရင် TV အစီအစဉ်မှာ on air မှာကြော်ညာနိုင်မှာပဲတနိုင်ငံလုံးကိုတည်တာเนาะအဲ့တော့ on air ရဲ့ဈေးကလည်းအရန်ကိုဘာဖြစ်လဲများတယ်အခု internet ပေါ်လာတဲ့အခါကျတော့ကျွန်တော်တို့မှာဖုန်းတစ်လုံးရှိနေ Facebook page တစ်ခု TikTok account တစ်ခုရှိုံနဲ့တနိုင်ငံလုံးတည်အောင်လုပ်ဖို့တနိုင်ငံလုံးတစ်ကမ္ဘာလုံးကိုတည်အောင်လုပ်ဖို့အဆင်ပြေသွားပြီဒါ internet ရဲ့ကြီးဘူးထို့အတူ AI ရှိတာလည်းများကျွန်တော်တို့ content တွေလုပ်တဲ့အခါမှာပဲဖြစ်ဖြစ်ဘယ်နေရာမှာဖြစ်ဖြစ်အများကြီးပဲကျွန်တော်တို့အချိန်ကုန်တက်တာလာတယ်အဲ့တော့ marketing နဲ့ပတ်သက်လာရင်တော့ data များစုပါ AI ကိုသုံးပါဒါပေမဲ့ AI ကိုအကိုအကာအတွက်နဲ့လုပ်ငန်းမြန်ဆန်မှုအတွက်ပဲသုံးပါ AI အတိုင်းတော့နိုင်မလို့အဲ့ဒါအဆင်မပြေဘူးသူလည်းရှိတယ်သူလည်းရှိတယ်အဲ့တော့အကိုအကာအတွက်နဲ့ပြီးတော့လုပ်ငန်းမြန်ဆန်မှုအတွက်သုံးမသုံးတော့မရဒီဘက်ခက်တွေမှာ AI ကသုံးဖို့သုံးရတော့မယ်ဖြစ်သွားပြီเนาะအဲ့ဒါနဲ့ပတ်သက်ပြီးတော့လဲဒါကတော့ကျေသွားမယ်ပေါ့နော်ဒီဘယ်ပိုင်းကဏ္ဍမှာဘယ်လိုဘယ်ပိုင်းကဏ္ဍမှာဘယ်လိုဆိုတော့အရင်ကျေသွားမယ်ပေါ့ဟုတ်အဲ့ဒီနှစ်ခုတော့အဓိက SME တွေကိုသုံးစီခြင်းတယ်ဒါကလည်းဟိုထူးထူးခြားခြားကြီးတနေရာသွားစရာမလိုပါ AI ဆိုလည်းဖုန်းထဲမှာရှိတယ်လူတိုင်းရဲ့ဖုန်းထဲမှာ Gemini လေးရှိတယ် ChatGPT လေးရှိတယ်အဲ့တော့ကျွန်တော်ရှေ့ကပြောခဲ့တယ် content marketing ကိုလုပ် data တွေကိုတေချာစုပြီးတော့AI ကိုအသုံးချပေါ့နော်ဒါဆိုလို့ရှိရင်ကျွန်တော်တို့ဖုန်းတစ်လုံးနဲ့ကိုဟို SME တွေအတွက်လုပ်ငန်းတိုးတက်ဖို့အတွက်အများကြီးကူညီပေးနိုင်မယ်လို့ကျွန်တော်ကတော့ထင်ပါတယ်ဟုတ်ကဲ့ပါဆရာအဲ့တော့ညီကုန်းချုပ်အနေနဲ့ဆရာထိထိရောက် marketing ဆောင်နဲ့ပတ်သက်လို့နောက်ဆုံးပေးချင်တဲ့ message လေးတစ်ခုဆိုဘာမှဖြစ်မလဲဆရာအဲ့ဒါကတော့ကျွန်တော်အမြဲတမ်းပြောတဲ့စကားရှိတယ်စာဆုံးသွားရင်လူငယ်စာပေတွေရေးတော့ကထည့်ရေးနေရှိတယ်အခုကတော့ထည့်မရေးဘူးရတဲ့အသည့်ကိုလက်တွေ့အသုံးချနိုင်ပါစေကျွန်တော်အမြဲပြောတဲ့စကားဘာလို့လဲကျွန်တော်တို့ကတိတာနဲ့တက်တာနဲ့မတူစာအုပ်ဖတ်လိုက်တယ်ဗျာဟိုဒါလေးဒီလိုလုပ်ရင်ကောင်းမှာပဲတိသွားတယ်မသုံးလေးဘာမှဖြစ်မလားမသုံးလေးဟုတ်ကဲ့ဆရာ apply လုပ်ဖို့လို့ဟုတ်ဆရာဟုတ်သုံးဖို့လူတွေအဲ့ကြောင့်မလို့ကျွန်တော်ကဒီစာအုပ်ခေါင်းစဉ်မှာကိုလက်တွေ့အသုံးချကျွန်တော်တစ်ခါတည်းရေးတာလက်တွေ့အသုံးချပေါ့နော်အဲ့တော့သုံးကြည့်လို့ရှိရင်လုပ်ငန်းနေချာတစ်ခုနဲ့တစ်ခုမတူညီတဲ့ကြောင့်မလို့တချို့ဟာလေးတော့အနည်းငယ် single ပြောင်းလဲ adaptation လုပ်ရတဲ့ဟာမျိုးလေးလို့ရှိမှာကွက်တီကဒီတိုင်း copy လုပ်လို့မရဘူးပြောချင်တာကလုပ်ငန်းပုံမှာမူတည်ဒါပေမဲ့သုံးကြည့်လိုက်ရင်တော့ဒီဟာကတော့ငါအတွက်အကျိုးရှိသွားတယ်ငါဒါလေးသုံးလိုက်တာဗျာဒီထဲမှာစာမှုအပုတ်20ပါတယ်ဗျာဒီဟိုက bonus နဲ့ဆို21ခု20ပဲထားလိုက်20ဆိုလို့ရှိရင်တပုတ်ကို850ပဲရင်းရတယ်ဟုတ်နော်850ဘူးကျွန်တော်ပြောချင်တာ850ဘူးသုံးကြည့်လိုက်ဗျာ850ကိုအရင်စမ်းသုံးကြည့်လိုက်850ကိုသုံးကြည့်လိုက်လို့1000ရပြီဆိုတော့ဘာဖြစ်နေပြီလဲမြက်နေပြီအခြေကြိုက်တော့1000ရပြီဆိုရင်ကိုမြက်နေပြီဒါမှမဟုတ်စီးပွားရေးဆောက်ဆိုလို့စီးပွားရေးလိုပဲပြောရတော့မှာပဲနော်ဟုတ်တယ်ဟုတ်အဲ့မှာ3သိန်းရသွားမယ်2သိန်းရသွားမယ်3သိန်းရသွားမယ်ဆိုဘာဖြစ်သွားပြီလဲပြီးသွားပြီဟာပါများဆိုဟုတ်ကဲ့ဆရာနော်တင်းက10ကဏ္ဍလည်းဖြစ်သွားနိုင်တယ်လို့လုံးရင်လို့တို့ရာကဏ္ဍလည်းဖြစ်သွားနိုင်တယ်ပေါ့နော်အဲ့တော့ဒီမှာအဲ့ကြောင့်မို့လို့အရေးအကြီးဆုံးကသိတဲ့နေရာမှာရက်မထားပဲလက်တွေအသုံးချအောင်ပေါ့နော်လက်တွေအသုံးချတဲ့အခါမှာကိုလုပ်ငန်းနဲ့ပဲနေအကိုက်ညီဆုံးကို customer တွေနဲ့အကိုက်ညီဆုံးအောင်စရွေးပေါ့နော်20လုံးတစ်ကနေ20အထိအစင်းလိုက်သုံးရမယ်မဟုတ်ဘူးတစ်ပြီးနှစ်သုံးနှစ်ပြီးသုံးအဲ့လိုမျိုးစီထားတာတော့မဟုတ်ဘူးငါလုပ်ငန်းနဲ့ဒီ20တဲ့ကငါဘယ်ဟာအရင်စပြီးတော့သုံးရင်တော့အဆင်ပြေတော့လေရွေးကြည့်လိုက်အဲ့တော့1နှစ်3စီလိုက်ငါလုပ်ငန်းကိုဒီ marketing မှာအရင်သုံးမယ်ပြီးရင်ဒါကိုသုံးကြည့်မယ်ပြီးရင်ဒါကိုသုံးကြည့်မယ်အဲ့ဒါကိုရွေးလိုက်ပြီးသွားပြီဆိုလို့ရှိရင်စမ်းကြည့်လိုက်ပြီဆိုလို့ရှိရင်
တိတာတဲ့ရလက်တခုပြောချင်တာကငွေကြီးအကျိုးမြတ်မဟုတ်ရင်တော့ brand ကို support လုပ်တဲ့အကျိုးမြတ်တခုတော့ရမှာတေးကြတယ်အဲ့လိုဟိုအဓိကတော့ကျွန်တော်သုံးစီချင်တာပေါ့နော်ဒီဆောင်နဲ့ပတ်သက်အဓိကပေးချင်တဲ့ message ကတော့ဖတ်ရုံနဲ့ရမထားပါနဲ့သုံးပါပေါ့ဒါကတော့အဓိကနှစ်ချုပ်ပါဟုတ်ကဲ့ပါဆရာမားလက်တဲ့ကြားကနေပြီးတော့ဆရာအခုလိုပြည့်ပြည့်စုံစုံဝေမျှပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ဆရာဟုတ်ကဲ့ပါခင်ဗျကျေးဇူးအများကြီးတင်ပါတယ်